ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ပေါင်းနယ်မြို့နယ်ဒေမဲရွာသို့စစ်ကြောင်းထိုးလာသောစစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်သားနှင့်ဦးသေဆုံးတဲ့သတင်းမုံရွာချောင်းဦးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်သားတို့ဦးသေဆုံးစစ်တပ်ကတိခတ်မှုကြောင့်ပြည်သူတို့ဦးကြည်ထိမှန်တဲ့သတင်းမြန်မာဘက်က73စီလာဝယ်သူများနေသဖြင့်ထိုင်းလူမျိုးများကိုဦးစားပေးရောင်းချရန်ညွှန်ကြားတဲ့သတင်းတွေပဲဖြစ်ပါတယ်ပဲခူးတိုင်းပေါင်းနယ်မြို့နယ်ဒေမဲရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှူးသေဆုံးခဲ့ကြောင်းကိုပြီးခရိုင်တရင်မှစစ်ထောက်လန်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုထားပါတယ်။မလ2ရက်နေ့နနက်8:30မိနစ်ခန့်တွင်ပေါင်းနယ်မြို့နယ်ပေါတော်ရွာရှိအကြမ်းဖက်စစ်တပ်၏ခမာယာ10တရင်ထဲမှနေမြေရှင်းလင်းရေးလှုပ်ဆောင်ရန်အင်အား90ခန့်ဖြင့်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဒေမဲရွာဘက်သို့စစ်ကြောင်းထိုးလာကြောင်းသိရှိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးလာသောစစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဒေမဲရွာတောင်ဘက်ရှိကြံခင်းကျော်ရောက်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားနှူးပွဲချင်းပြီးဒေဆုံးက3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သောကြောင့်ဒေမဲရွာတွင်ကြီးများကြားရောက်ပောက်ကွဲခဲ့ပြီးနွား3ကောင်ထိမှန်ဒေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ထိခိုက်ဒေဆုံးမှုရှိခဲ့သောစစ်တပ်စစ်ကြောင်းဟာနေမြေရှင်းလင်းရေးဆက်လက်လှုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲဒေဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ပြင်းထန်ဒဏ်ရာရရှိသောစစ်သားများကိုတည်ဆောင်ပြီးခမာယာ10တရင်ထဲသို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။စစ်ခွေးစစ်ကြောင်းကခမာယာ10တရင်ထဲကနေနေမြေရှင်းရေးလှုပ်ဆောင်ဖို့ဆိုပြီးအင်အား90လောက်နဲ့ဒေမဲရွာဘက်ကိုစစ်ကြောင်းထိုးလာတာကိုကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကဒေမဲရွာတောင်ဘက်မှာရှိတဲ့ကြံခင်းကျော်အရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပေါ့တိုက်ခိုက်မှုအတွင်းမှာမျက်မြင်စစ်ခွေးနှက်ကောင်တွေတဲ့ဒဏ်ရာရတာလဲ3ကောင်လောက်ရှိတယ်အဲ့ဒီခွေးစစ်ကြောင်းကရှေ့ကိုဆက်မတက်နိုင်တော့လို့အလောင်းကောက်ပြီးပြန်ဆုတ်သွားတယ်လို့ PKI တရင်စစ်ထောက်လန်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုထားပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ခခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းပိုင်းတွင်စစ်ကြေးကောက်ပြီးမိုင်းရှာရန်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား2ဦးသေဆုံးခဲ့ကြောင်း BHA အဖွဲ့မှတာဝန်ရှိသူကပြောဆိုထားပါတယ်။မလ3ရက်နေ့မုံလွဲ2နာရီမိနစ်40တွင်မုံရွာမြို့နယ်ဒေါ်ဘူးပြူစောထီရွာမှအင်အား20ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမုံရွာချောင်းဦးလမ်းပိုင်းတွင်စစ်ကြေးကောက်ပြီးမိုင်းရှာရန်ထွက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်သားနှင့်ပြူစောထီ4ဦးထိခိုက်ဒဏ်ရာရရှိပြီးတဦးသေဆုံးခဲ့ကြောင်းအဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ညပိုင်းမှာအကြမ်းဖက်စစ်တပ်ကဂျေးမုံရွာရှိပြည်သူပိုင်နေအိမ်တစ်လုံးမှကားကြီးနဲ့ပိုက်ဆံများကိုလာရောက်ခိုးယူပြီးလက်နက်ငယ်များရန်တမ်းပစ်ခတ်မှုကြောင့်ပြည်သူ2ဦးခြေထောက်တွင်ကြီးထိမှန်ကဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။တောဘုပြူစောထီရွာကစစ်ခွေးတွေနဲ့ပြူခွေးတွေဆက်ကြေးကောက်ဖို့နဲ့မိုင်းရှာဖို့ထွက်လာတာကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာတော့စစ်ခွေးလေးကောင်ဒဏ်ရာရပြီးတကောင်သေဆုံးတယ်လို့သိရတယ်ညပိုင်းရောက်တော့စစ်ခွေးတွေကဂျေးမုံရွာကိုဝင်စီးပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ပြည်သူ2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ BHA ဖွဲ့မှတာဝန်ရှိသူကပြောဆိုထားပါတယ်ထိုင်းမြန်မာနယ်စပ်ချင်းရိုင်းခရိုင်မဲဆိုင်မြို့မှာလောင်စာဆီပြက်လက်မှုမဖြစ်အောင်ဓာတ်ဆီဆိုင်တွေနေနဲ့ထိုင်းနိုင်ငံသားတွေကိုဦးစားပေးပြီးရောင်းချပေးဖို့ခရိုင်ဝန်ကညွှန်ကြားလိုက်ပါတယ်မလ2ရက်နဲ့3ရက်နေ့တွေကမြန်မာနိုင်ငံဒါချီလိပ်ဘက်ကနေရင်တွေများပြား73စီလာဖြစ်တာကြောင့်ဓာတ်ဆီဆိုင်တွေမှာစီကုန်သွားတဲ့အတွက်ဒီပစ်နာကိုမဲဆိုင်မြို့နယ်မှုကချင်းရိုင်ခရိုင်ဝန်ထမ်းတင်ပြခဲ့ပြီးတဲ့နောက်ခရိုင်ဝန်ကဆောင်ရွက်ရမယ့်အချက်တွေကိုပြန်လည်ညွှန်ကြားခဲ့တာပါမလ3ရက်ညနေပိုင်းကထုတ်ပြန်တဲ့ညွှန်ကြားချက်ထဲမှာတော့စိုက်ပျိုးရေးလုပ်ငန်းခီးထွက်ဖို့လိုအပ်သူကုန်ပစ္စည်းပို့ဆောင်သူနေ့စဉ်ဘဝမှာလုတ်ကင်စားတောက်နေရတဲ့ထိုင်းနိုင်ငံသားတွေကိုဦးစားပေးပြီးဓာတ်ဆီရောင်းချပေးဖို့ပါရှိပါတယ်။ယင်းထဲရှိစီတိုင်ကြီးကလွဲလို့တခြားကလန်ပုံပလတ်စတစ်ပုံတို့နဲ့ဝယ်ယူတာမလုပ်ဖို့စိုက်ပျိုးရေးနဲ့စောက်လုပ်ရေးလုပ်ငန်းခွင်တို့မှာအသုံးပြုဖို့လိုအပ်တဲ့အခါအလုတ်ကင်စီလိုအကြောင်းပြချက်နဲ့ပမာဏတို့ကိုဖော်ပြပြီးမှတ်ပုံတင်ရမယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံသားတွေအနေနဲ့73စီဖြစ်လိုပါကအမည်ပြည့်အစုံအလုတ်ကင်စီအသုံးပြုရတဲ့အကြောင်းရင်းလိုအပ်တဲ့ပမာဏစတာတွေကိုမှတ်ပုံတင်ဖော်ပြရမယ်အဲ့ဒီအချက်တွေပေါ်မူတည်ပြီးဓာတ်ဆီဆိုင်မှပမာဏလျှော့ရောင်းတာဒါမှမဟုတ်မရောင်းပေးတာတွေကိုလုပ်ခွင့်ရှိတဲ့တရက်တည်းမှာတစ်ကြိမ်ထက်ပိုပြီးအခောက်ခါပြန်လာဝယ်ရင်ရောင်းဖို့ညှင်းပယ်ခွင့်ရှိပြီးမြို့နယ်ထဲမှာ73စီတွေလုံလောက်မှုမရှိရင်အနီးနားမြို့နယ်တွေမှာတွားရောက်စီဖိကြဖို့တိုက်တွန်းထားပါတယ်73စီတို့လောင်တာအကြောင်းပြချက်မခိုင်လုံပဲရောင်းချပေးဖို့ညှင်းဆိုခံရပါကသက်ဆိုင်ရာကိုတိုင်ကြားဖို့တာဝန်ရှိသူတွေကလိုအပ်သလိုစုံစမ်းစစ်ဆေးရေးယူပေးမယ်လို့ကြေညာချက်မှာပါရှိပါတယ်။အရှေ့အလယ်ပိုင်းဒေသတိုက်ပွဲတွေကြောင့်73စီမလုံလောက်မှာစိုးရိမ်ပြီးထိုင်းနဲ့မြန်မာနိုင်ငံကပြည်သူတွေဓာတ်ဆီအလူအယက်ဝယ်ယူနေကြတာဖြစ်ပါတယ်။အလားတူထိုင်းမြန်မာနယ်စပ်တပ်ခရိုင်မဲဆောက်မြို့ဘက်ကိုလည်းမြန်မာနိုင်ငံမြောက်ရီမြို့ဘက်ကနေ
73စီတွေအများပြားလာရောက်စီဖြစ်နေတာကိုတွေ့ရှိရပါတယ်။စီလာဖြစ်တဲ့မြန်မာကားမောင်းသမားတစ်ယောက်ကမဲဆောက်မြို့ဘက်ကိုလာရောက်ပြီး73စီတွေကိုကားစီပုံးပြီးထည့်ကြတယ်။ထိုင်းဘက်က73စီကပိုတက်နေတုံးလို့လဲကောင်းတယ်ဒါပေမဲ့မြန်မာဘက်ကထိုင်းဘက်ကိုကူးသွားရတဲ့အချိန်ခုတော့ပေးရတာပေါ့လို့ပြောပါတယ်။73စီပြက်လက်မှုကြောင့်ဆိုင်ကယ်ကယ်ရီသမားတွေကုန်စီပို့ဆောင်သူလုပ်ငန်းရှင်တွေနဲ့စီးပွားရေးသမားတွေကကုန်စီဈေးနှုန်းမြင့်တက်မှာကိုစိုးရိမ်မိကြောင်းမြောက်ရီမဲဆောက်ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ထိုင်းဝန်ကြီးချုပ်အနုထင်းချမ်းဝီယာကုန်းကတော့ထိုင်းနိုင်ငံမှာအရန်73စီရှိတာကြောင့်ပြည်သူတွေတုံလို့เสียမလို့အကြောင်းနဲ့ဒီဇယ်ဈေးနှုန်းတလီတာကိုနတ်စစ်ကိုဓတမ6လေးဘက်ကို15ရက်တာထိန်းချုပ်ထားဖို့စွမ်းအင်ဝန်ကြီးဌာနကိုညွှန်ကြားထားတယ်။ပြည်သူတွေကိုကူညီဖို့လဲစီစဉ်ဆောင်ရွက်နေရဲ့ထိုင်းမှာရက်ပေါင်း60အတွက်စီလုံလောက်မှုရှိတယ်။အဲ့ဒီစီတွေကိုအရှိလေပိုင်းဒေသတစ်ခုတည်းကတင်သွင်းတာမဟုတ်ပဲတခြားဒေသကလည်းတင်သွင်းတယ်။ဒီလထဲမှာထိုင်း73စီတုံးဖို့တန်ပေါင်း190လီတာရှိတာမှာတန်ပေါင်း130တာအသုံးပြုရသေးတယ်လို့ပြောပါတယ်။လာအိုနိုင်ငံကိုနေ့စဉ်လီတာ9တန်းတင်ပို့တယ်။လာအိုနိုင်ငံကိုတင်ပို့ရောင်းချပေးရတဲ့အကြောင်းကထိုင်းဟာလာအိုစီကနေလျှက်စစ်တပ်ဝယ်ယူရတာရှိတယ်။73စီအခြေအနေဆိုးလာရင်လာအိုနိုင်ငံကလျှက်စစ်တပ်အားကိုအားထားရမှာဖြစ်တယ်။ဒါကြောင့်အပြန်လန်အမိတဟဲရှိဖို့တင်ပို့ရတာလို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ထိုင်းနိုင်ငံဟာအိမ်နီးချင်းနိုင်ငံတွေကို73စီတင်ပို့ရောင်းချခွင့်ယာယီပိတ်ထားပေမဲ့စီတင်ကားတွေလာအိုနိုင်ငံဘက်ဥတီပို့ဆောင်နေတာရှိလို့လူမှုကွန်ရက်မှာဝေဖန်နေတာတွေကိုဝန်ကြီးချုပ်ကနေ့စဉ်လုပ်ငန်းဆိုင်ရာအစည်းအဝေးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။